မင်္ဂလာပါခင်ဗျအခုဆိုကျွန်တော်ပြောထားတဲ့ဒီရကွန်ပင်တွေပေါ့နော်ဒီချိန်ဆိုရွှေ့ဆိုင်ဖို့အနေတော်လေးဖြစ်နေပြီဗျကျွန်တော်ဒီနေ့ရွာထဲကချမ်းတချမ်းမှဒီအကွက်လေးမှာတွားပြီးစိုက်တော့မှာပေါ့နော်ရွှေ့စိုက်တော့မှာဒီလိုပြောထားခြင်းအချက်ကျွန်တော်တို့ဒီမျိုးတွေလည်းတော်တော်တက်တာလေဗျပုံမှန်ဒီမျိုးဥတွေနဲ့စိုက်မယ်ဆိုရင်တပိတ်တာ10ပင်15ပင်စာလောက်ပဲရတယ်ပဲเนาะဒီလိုပြောထားလိုက်ရင်တော့ဒီအပင်30အထက်လောက်ရတယ်ပြတပိတ်တာလေဒါမျိုးလေးတွေဆိုမိုးရွာတယ်ဆိုနှစ်ပင်ချန်ခွဲလို့ရချိုးရခိုင်ဓာတ်နဲ့ချိုးလို့ရဒီလိုလေးဒီအောက်ခံပောင်ဖြစ်မိုးမရွာလည်းတိတ်သက်နာမရှိဘူးမိုးရွာပြီးတဲ့အချိန်စိုက်ပေါ့ပြီးတဲ့အချိန်စိုက်မှပဲပို့ပြီးဒီကြီးအဆိုတရှိဆိုတော့ဒါမျိုးလေးတွေရှိတယ်ဒါမျိုးပြောထားတာဖြည့်ရတာလည်းလွယ်တာပြန်ထုတ်ရတာလည်းလွယ်ပြန်ထုတ်ပြဟုတ်ကဲ့လို့ဒါဆိုညပါချိုးရဒါတော့မြေပေါင်တွေလုံနေတာပေါ့နော်ကျွန်တော်စိုက်တာတော့ဒီနွားချေးရည်ဒီမြေဆွေးရည်ပဲထည့်ပါတယ်ဗျစိုက်တဲ့အချိန်မှာတခြားဘာမှမထည့်ပါဘူးနွားချေးဒီဝက်ချေးထည့်လို့ရပါတယ်ဘူကရှိလောက်ပြီးတော့ထည့်နိုင်တော့ပိုကောင်းတာပေါ့နော်ကျွန်တော်တို့ဒီမြေဒီပြိုးပင်လေးထည့်လိုက်ရုံပါပဲဒီလိုပြိုးပြီးတော့စိုက်တာဘာတွေဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီပေါင်းပင်တွေလည်းတက်တာတယ်ကျွန်တော်အစောကြီးစိုက်ထားလိုက်မယ်ဆိုရင်မိုးရွာတဲ့နဲ့အပင်ကမထွက်တယ်ပေါင်းတွေကပြည့်နေတာပေါ့နော်အဲ့တော့ဒီလိုပြိုးထားလိုက်တော့မိုးနည်းနည်းရွာပြီးတော့မြက်ပင်တွေနည်းနည်းထွက်တဲ့အချိန်မှာကျွန်တော်တို့မြေပေါင်ပြန်လှုပ်ပြီးတော့ပြန်စိုက်တဲ့အချိန်မှာမြက်ပင်အငယ်လေးတွေကအကုန်လုံးတည်သွားပါတယ်အားလုံးလည်းစိုက်ပြိုးတတ်မယ်ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်